ဆရာတို့တင်တဲ့ကြောင့်လာမတက်ခင်တော့ဘယ်အချက်ကိုသဘောကျလို့ရွေးချယ်တက်ရောက်ဖြစ်ခဲ့တာလဲဟုတ်ဆရာနော်ညီမကကျတော့ TikTok ခဏခဏကြည့်တော့ဆရာကိုTikTok ထဲမှာတွေ့တယ်ပေါ့နော်တွေ့တော့ညီမကလည်းဝါသနာပါတော့ခဏခဏကြည့်ပြတယ်ဆရာပြီးတော့အဲ့ထက်မှကျတော့ comment ပေးထားတဲ့ဟာတွေကျတော့အရန်ကောင်းတယ်ပေါ့ဆရာနော်ပြီးတော့ဆရာကိုကြည့်တော့လည်းသဘောကောင်းတယ်ပေါ့နော်ဒီကိုမလာခင်ပေါ့ညီမလည်းတစ်ချက်စုံစမ်းကြည့်တော့ဆရာတို့လင်မယားအရင်သဘောကောင်းတယ်ဆိုတဲ့သတင်းနဲ့ကြားတယ်ဆရာအားကြောင့်မလို့ဒီလာတက်လိုက်တာဆရာမြို့တက်နာကိုဖြစ်ပါတယ်လက်ဗရန်ကနေပြီးတော့လာပြီးတော့တင်တာပါဆရာဖုန်းကြီးရက်တောင်လေးတွေကိုရိုက်မယ်ဆိုပြီးတော့လာတင်တာပေါ့နော်ဒါပေမဲ့ဒီရောက်တော့ကျတော့အင်းကြီးတစ်စိတ်ကောတခြားရိုက်လို့ရမယ်ဝေဖာအိတ်ပေါ့နော်တခြားပစ္စည်းတွေအများကြီးရိုက်လို့ရတယ်ဆိုတာပေါ့နော်ဒီဆရာရှိလာကတက်မှာပေါ့သိရတယ်ပေါ့နော်ဆရာစိတ်ချမ်းသာစရာဆိုတော့ဆရာကြတော့နော်ဆိုဆရာတပည့်ဆိုပြီးတော့ပေါ့နော်မာနာကြီးတစ်ခွဲသားနဲ့မနေပဲနဲ့ပေါ့နော်မိသားစုလိုထမ်းတူကြီးတူပေါ့ဆက်ဆံပြီးတော့ဆရာချမဆန်မနဲ့အကုန်လုံးသင်ပေးတဲ့အတွက်ပေါ့နော်ဆရာကျေးဇူးလည်းတင်ပါတယ်ဆရာနောက်တင်ယူခြင်းတဲ့အကြောင်းသားတွေပြောဆိုလို့ရှိအောင်နောက်တင်ခြင်းတဲ့အကြောင်းသားတွေဆိုရင်တော့ဒီဆရာကဘာတဲ့ဆရာကိုလင်းဝင်းစီကိုလာပြီးတော့တင်ပါလို့ဆက်ထရပေါ့နော်ဆရာစားမချမ်းမနဲ့အကုန်လုံးတင်ပေးတဲ့အတွက်ပေါ့နော်ဒီ3ရက်ခဏတာလေးဆိုပြီးနဲ့အကုန်လုံးတင်ယူတက်မြောက်ပါတယ်လို့အာမခံပါတယ်လို့